Hello အားလုံးပဲမင်္ဂလာပါ Live Love and Live ကနေပြန်လည်ကြိုဆိုပါရစေ။မိုးဒီနေ့ရဲ့ပထမဆုံး challenge အနေနဲ့72 hour fasting လေးလုပ်ဖြစ်ခဲ့ပါတယ်။အဲဒါကြောင့်မို့ဒီဗီဒီယိုထဲမှာ fasting လုပ်ခြင်းရဲ့ဆိုးကျိုးတွေကောင်းကျိုးတွေနဲ့မိုးဘာလို့တစ်နေ့တစ်ခါပုံမှန်လုပ်ဖြစ်လဲဆိုတာလေးကို sharing လုပ်ပေးသွားပါမယ်။မိုးဒီလို fasting လုပ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ကျန်းမာရေးနဲ့ဆိုင်တဲ့ benefits တွေကြောင့်အဓိကဒီ benefits တွေထဲမှာမိုးလိုချင်တာကတော့ autophagy လို့ခေါ်တဲ့ benefits ပေါ့နော်autophagy ဆိုတာကတော့အကြမ်းမြင်ပြောပြရမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ရဲ့ self recycling system cellular detox system လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ autophagy ကို directly ဘာသာပြန်မယ်ဆိုလို့ရှိရင် auto ဆိုတာ self phagy ဆိုတာက eating အဲ့တော့ self eating လို့direct ဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ကိုပြန်စားရဲဆိုပြီးတော့အဓိပ္ပာယ်ဖွင့်လို့ရပေမဲ့မကြောက်တော့ပါနဲ့ it's in a good way မိုးတို့ရဲ့ ancestors တွေဖြစ်တဲ့ဒီ hunter gatherers ဒီကြောက်ခက်လူသားတွေခေတ်ကဆိုလို့ရှိရင်အစာရည်စာဆိုတာအခုခေတ်တွေလိုမျိုးပေါ်များနေတာမဟုတ်ဘူးပေါ့နော်သူတို့အမဲလိုက်လို့ရတဲ့နေ့တွေဆိုလို့ရှိရင်စားရတယ်မရတဲ့နေ့တွေဆိုလို့ရှိရင်လည်းဒီလိုအငတ်ခံရတယ်ပေါ့နော်အဲ့ဒါကြောင့် fasting ဆိုတာကသူတို့ရဲ့ဘဝရှောင်မှာကအမြဲတမ်းမကြာခဏဖြစ်နေတဲ့ process တစ်ခုဖြစ်တယ်ပေါ့နော်သူတို့ရဲ့ခန္ဓာကိုယ်တွေကလည်းအမြဲတမ်းဒီ survival mode မှာပဲရှိနေရတာဖြစ်တဲ့အတွက် evolution အရာကြမ်းတမ်းပြီးတော့အစာရည်စာရှားတဲ့ဒီပတ်ဝန်းကျင်မှာရက်ရှည်အစာမစားတဲ့အချိန်မှာလည်းသားကောင်တွေလိုက်နိုင်အောင်ပြီးတော့ energy ကြားကလည်းပြေးနိုင်အောင်သွာလာလှုပ်ရှားနိုင်အောင်အားရှိအောင်ခန္ဓာကိုယ်က evolve ဖြစ်လာရပါတယ်အဲ့တော့အခုအစာစားတဲ့ရက်ရှည်မှာရော energy ကဘယ်ရလာလဲပေါ့နော်မိုးတို့ရဲ့ခန္ဓာကိုယ်တွေကမိုးတို့ထင်တယ်လို့ weak မဖြစ်ဘူးပေါ့နော်အတချက်ကပြင်ပကဘလို့ stress မဆိုဘလို့ environment မဆိုအချိန်တိုင်းတာတစ်ခုမှာ adapt လုပ်နိုင်တဲ့ capacity လည်းရှိပါတယ်အဲ့တော့မိုးတို့နေ့ရက်3ရက်လောက်အစာမစားတော့ဘူးဆိုလို့ရှိရင်မိုးတို့ထင်တယ်လို့ခန္ဓာကိုယ်ကအာအင်ပြက်လက်ပြီးတော့မလုံနိုင်မရှားနိုင်အာဟာရချွတ်တယ်သွားတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ခုနပြောသလိုမျိုးအပြင်ပကနေပြီးတော့ energy source တွေမလာတော့ဘူးအစာအာဟာရတွေမလာတော့ဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကဘာလုပ်လဲဆိုတော့သူ့အထဲကနေသူဘယ်အရာတွေကနေပြန်ပြီး energy ထုတ်လို့ရမလဲဆိုတာကိုပြန်ရှာပါတယ်ဒီခန္ဓာကိုယ်ထဲမှာနှစ်ရှည်လများစွာစုပုံနေတဲ့ဒီ cell တွေ cell အပြတ်တွေပြီးတော့ဒီ protein အပြတ်တွေဒီ dysfunction ဖြစ်နေတဲ့ organelles တွေ cellular junk ဒီ cellular amide တွေကိုလောင်ကျွမ်းပြီးတော့ energy ပြန်ထုတ်ပါတယ်အဲ့ဒါအပြင်ဒီခန္ဓာကိုယ်ထဲမှာပြင်စရာရှိတဲ့ဟာတွေပြင်တယ်စင်စရာရှိတဲ့ဟာတွေစင်ပြီးတော့ recycle and renew လုပ်တယ်ပေါ့နော်တနည်းအားဖြင့်အလွယ်ပြောရမယ်ဆိုလို့ရှိရင်အပြင်ကနေပြီးတော့ energy source တွေမလာတော့တဲ့အခါမှာခန္ဓာကိုယ်ကသူ့အထက်ကအမိုက်ပုံကြီးဒီ cellular junk ကြီးကိုပေါ့နော်မီးရှို့ပြီးတော့ energy ထုတ်တဲ့အပြင်ကိုပြင်စရာရှိရာတွေပြင်တယ် renew လုပ်စရာရှိရာတွေလုပ်တယ်ပေါ့နော်အဲ့ဒီ process ကို autophagy လို့ခေါ်ပါတယ်အဲ့ဒါကြောင့် autophagy ဆိုတာကမိုးတို့ရဲ့ ancestors တွေအတွက်ကအမြဲတမ်းပုံမှန်ဖြစ်နေခဲ့တဲ့ process တစ်ခုဖြစ်တဲ့အပြင်ကိုသူတို့ရဲ့ survival အတွက်လည်းအရန်ကိုအရေးကြီးခဲ့ပါတယ်ဟုတ်ပါတယ်မိုးရရဲ့ဒီဘိုးဘဘီဘင် ancestors တွေခေတ်နဲ့အခုခေတ်နဲ့ကနှစ်ပေါင်းထောင်တောင်းပေါင်းများစွာကွာသွားပြီဆိုပေမဲ့ evolutionary standpoint ကကြည့်မယ်ဆိုလို့ရှိရင်ဒါမျက်စိတမိတ်စာပဲရှိသေးတယ်ပြောချင်တာကမိုးရရဲ့ ancestors တွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့မိုးရရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကလုံးဝတူလောက်ပဲရှိသေးတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကြောက်ခက်လူသားခန္ဓာကိုယ်တွေနဲ့အခုဒီ modern industrial age မှာနေရတယ်လို့ဖြစ်တဲ့အတွက်တဟဇာတရှိမနေဘူးပေါ့နော်အဲ့ဒါအပြင်ကိုမိုးတို့မှာဒီအစာရည်စာပြက်လက်တယ်ဆိုတာမိုးတို့ခင်မှာရှိသလောက်ရှားသွားပြီပေါ့နော်ပြီးရင်အစာမရှိဘဲနဲ့3-4ရက်လောက်နေရတာတွေဒီလိုအစာမရှိဘဲနဲ့လှုပ်ကြမ်းလှုပ်ရတာတွေသွာလာလှုပ်ရှားရတယ်ဆိုတာကမရှိသလောက်ကိုနည်းသွားပြီပေါ့နော်မိုးတို့မှာအစာတောက်တွေအရင်ပေါ်တာဖြစ်တဲ့အတွက်ဟိုအမြဲတမ်းစားနေထမင်းတစ်ရက်ကိုနှစ်3နှစ်ကတော့လူတိုင်းပုံမှန်စားတဲ့အပြင်ကို snacking တွေပါတယ်နဲ့ဆိုအမြဲတမ်းအချိန်လုံးစားနေရပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း150လောက်ကစပြီးတော့ကားတွေပေါ်လာတယ်ဒီ industry ကလည်းအရန်ယူတိုးတက်လာတဲ့အတွက်လူနေမှုဘဝကလည်းလုံးဝပြောင်းလဲသွားပြီးတော့အရာရာကခွန်အားစိုက်ထုတ်เสียမလို့တော့ပဲနဲ့အသင့်ဖြစ်လာတာရှိရပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်လှုပ်ရှားမှုဆိုတာကတက်ကြီးကိုလှုပ်ယူနေရတဲ့အရာမျိုးဖြစ်လာတယ်ပေါ့နော်အဲဒါကြောင့်အခုမိုးရဲ့ဒီ daily lifestyle အရာဒီ modern day lifestyle အရာဆိုလို့ရှိရင် autophagy process ဖြစ်ဖို့အရန်ကိုအချိန်ကနည်းလာတယ် autophagy မဖြစ်ဘူးဆိုလို့ရှိရင်ခုနကပြောခဲ့သလိုမျိုး cell တွေ cell အပြတ်တွေစုပုံပြီးတော့တခြားယောဂတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်မိုးကတစ်နှစ်တစ်ခါဒီ autophagy effect ကိုရအောင်ပုံမှန်လုပ်ဖြစ်ခြင်းဖြစ်ပါတယ်ဖြစ်နိုင်လို့ရှိရင်တော့6လတစ်ခါတော့လှုပ်ချင်တယ်ပေါ့နော်ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ဒီလို3ရက်အစာဖြတ်ဖို့ကအရန်ဟို
prepare လုပ်ရတယ်အထူးသဖြင့် mentally prepare လုပ်ရတယ်ပေါ့နော်အဲ့တော့စူးစမ်းကြည့်ပါဦးမယ်ပေါ့ပြီးတော့အခုလိုမျိုး prolong fasting တွေကခဏခဏလုပ်လို့ရှိရင်လည်းမကောင်းပေါ့နော်တစ်နှစ်မှာဘယ်နှခါလုပ်သင့်လဲဆိုတာကတော့ဒီလိုတိကျရဲ့ scientific studies ကတော့မရှိသေးပေမဲ့ research လုပ်ချရတဲ့လောက်ဆိုလို့ရှိရင်တော့တစ်နှစ်မှာနှစ်ခါထက်ပိုပြီးတော့မလုပ်သင့်ဘူးပေါ့နော်ဟုတ်ပါရဲ့ autophagy process ကို activate လုပ်နိုင်တဲ့တခြားနည်းလမ်းတွေရှိပါသေးတယ်ဥပမာဒီခန္ဓာကိုယ် cold shock လုပ်တာတို့ဒီ heat shock လုပ်တာတို့ပြီးတချို့diet နဲ့ exercise protocol တွေလည်းရှိပေမဲ့ research အရဆိုလို့ရှိရင်တော့ဒီ72 hour fasting ကဒီ autophagy ဖြစ်တာအမြင့်ဆုံးပေါ့နော်အဲ့ဒါထက်ကျော်သွားလို့ရှိရင်လည်းခန္ဓာကိုယ်က repair and renew mode ကနေပြီးတော့ survival mode ကိုပြောင်းသွားတာဖြစ်တဲ့အတွက်ဒီ benefits ထက် risk တွေ NDA တွေကပိုပြီးတော့များလာပါတယ်ပြီးတော့ဒီ72 hour fasting မှာဒီ autophagy အပြင်ကိုဒီဘာ benefits တွေရှိသေးလဲဆိုတော့ဒီ immune cell အဟောင်းတွေကိုအသစ်တွေနဲ့ replace လုပ်တာနောက်တစ်ခုကကြာ insulin sensitivity ပြီးလို့ရှိရင်နှလုံးကျန်းမာရေးပြီးတော့ mental clarity တော်တော်များ fasting လုပ်တဲ့လူတွေ mental clarity အတွက်လုပ်ကြတာလည်းတွေ့ရတယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့obviously weight loss ပေါ့နော်ဒါပေမဲ့မိုးနေနဲ့ဆိုလို့ရှိရင်တော့ weight loss အတွက်ဒီ72 hour fasting လုပ်မယ်ဆိုလို့ရှိရင်တော့မိုး recommend မလုပ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့တခုသိစေချင်တာက weight loss နဲ့ fat loss နဲ့မတူဘူးပေါ့နော်ကျန်းမာရေးကောင်းမှုအတွက်က fat loss ကအထီးကပေါ့နော်ဒီ72 hour fasting မှာခါကြတော့ weight ကတော့မလွဲမသွေကျရပေါ့နော်တော်တော် 4-5 ပေါင်လောက်ကတော့ကျသွားတဲ့ weight တော်တော်များများကဒါရေ weight တွေပေါ့နော်ရေ weight ဆိုတော့ဒါကိုပြန်စားတဲ့အချိန်ကြလို့ရှိရင်ပြန်တက်မှာပဲအဲ့တော့အစီလုံးဝမကြဘူးလားဆိုတော့လည်းအဲ့လိုတော့မဟုတ်အစီတော့ကြရဲဒါပေမဲ့နဲတယ်ပေါ့နော်အစီချဖို့အတွက်ဆိုလို့ရှိရင်တော့အရေးရှည်မှာ diet plan ကောင်းကောင်း exercise plan ကောင်းကောင်းကိုဆွဲလုပ်တာလောက်ဘယ်အရာမှာ effective ဖြစ်မှာမဟုတ်ပါဘူးအရာအလုံးကတော့အကောင်းနဲ့အဆိုးတွန်တွဲနေပါတယ်အဲ့ဒါကြောင့်မလို့ benefits တွေပဲပြောပြီးတော့သူ့ရဲ့ risk နဲ့ side effects တွေကတော့မပြောလို့မဖြစ်ဘူးပေါ့နော်အဲ့တော့ပထမဆုံးအားနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီ prolong fasting တွေက human studies တွေအရင်နဲသေးတာဖြစ်တဲ့အတွက်သူ့ရဲ့ဒီ benefits နဲ့သူ့ရဲ့ claims တွေကလည်းဒီဈေးလောကမှာနည်းနည်းအငင်းပွားစရာဖြစ်နေသေးရဲ့ပေါ့နော်82နာရီလုံးဒီရေပဲတောက်ရတာဖြစ်တဲ့အတွက် mentally stress အရင်များတယ်အဲ့တော့ cortisol လည်းတက်နိုင်တယ်ပြီးတော့ bike ကလည်းအမြဲစာနေရ bike ကလည်းအမြဲစာနေရဖြစ်တဲ့အတွက်စိတ်လက်တွေကလည်းမကြည်လင်တော့ဘူးဒေါသတွေထွက်တယ်ပြီးတော့ခန္ဓာကိုယ်က weak ဖြစ်တယ်လို့ခံစားရပေါ့နော်တခါတလေကြာလို့ရှိရင်ခေါင်းတွေကိုက်တယ်ပြီးတော့နည်းနည်းမူးသလိုလိုမိုက်သလိုလိုဖြစ်တယ်နောက်တစ်ခုကခါကြတော့ဒီelectrolytes တွေ imbalance ဖြစ်လာရဲ့ပြီးရင် electrolytes တွေ deplete ဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကတချို့ extreme case တွေမှာဆိုလို့ရှိရင်ဒါအသက်အန္တရာယ်ထိတောင်ရှိနိုင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ကြွက်သားဆုံးရှုံးမှုလည်းရှိပါတယ်အဲ့ဒါကြောင့်မလို့ဒီ72 hour fasting ကိုလုပ်မယ်လို့ဆုံးဖြတ်တယ်ဆိုလို့ရှိရင်တော့ဒီမလုပ်ခင်လုပ်နေစဉ်နဲ့လုပ်ပြီးတဲ့အချိန်တွေမှာတိတိကျကျပြင်ဆင်ဖို့လိုသလိုတိတိကျကျ refeeding လည်းလုပ်ဖို့လိုပါတယ်မိုးနောက်ထပ်ဗီဒီယိုထဲမှာမိုးရဲ့ကိုယ်တိုင် experience နဲ့မိုးဘယ်လိုတွေပြင်ဆင်ခဲ့လဲအကောင်းဆုံး result တွေရအောင်ဘာတွေလုပ်ခဲ့လဲကြွက်သားဆုံးရှုံးမှုနည်းပြီးတော့စီဆုံးရှုံးမှုများအောင်ဘယ်လိုတွေပြင်ဆင်ပြီး protocol တွေလုပ်ခဲ့လဲဆိုတာကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါဦးနော်အထူးသတိပေးချက်အနေနဲ့ပြောချင်တာကတော့ဒီ72 hour fasting ကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိကျတဲ့လူတွေနဲ့အရင်ဆုံးတိုင်ပင်ပြီးတော့လုပ်စေချင်ပါတယ်ကိုဝင်ဆောင်တို့တိုင်မိခင်နဲ့စီချိုသွေးကြိုရှိတဲ့လူတွေပြီးရင်ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့ပြဿနာရှိတဲ့လူတွေဆိုလို့ရှိရင်မလုပ်သင့်ပါဘူးဒီဗီဒီယိုရဲ့အဓိက purpose ကလည်းဒီ72 hour fasting ကိုလုပ်ဖို့တိုက်တွန်းတဲ့ဗီဒီယိုမဟုတ်ပါဘူးမိုးကိုယ်တိုင်လုပ်ခဲ့တဲ့ experience နဲ့လေ့လာပြီးတော့သိရှိခဲ့ရတဲ့ knowledge လေးတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်ပြန်လည် share ပေးခြင်းတာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်